spaghetti အတွက်ခရမ်းချီလီချစ်ပါတယ်ကန်လိုစီနဲ့ထည့်ပါတယ်ပြီးတော့ကီးမွန်နဲ့ချက်မှာမလို့ကီးမွန်ထည့်လိုက်ပါတယ်ကီးမွန်ကိုပဲခတ်ပြားရေးကင်းနဲ့ထည့်ပြီးနှက်ထားတာပါစားလေးနဲ့ထည့်ပါမယ်ပေါ်ကတော့ပဲဆိုလို့ရှိရင်စားပါပြီပါစတာလုပ်ပါမယ်